တန်တာကြီးတွေအရတော့တောနဲ့ကြီးထဲမှာလူမသိသူမသိဟွက်ထားတဲ့မြင်မားတဲ့ယုံတော်ကြီးတစ်ခုရှိတယ်တဲ့အဲ့ဒီထဲမှာတော့မယုံနိုင်စရာကောင်းလောက်အောင်လှပတဲ့အမျိုးသမီးတစ်ယောက်ကိုပိတ်လောင်ထားတယ်လို့ဆိုကြတယ်ဒါပေမဲ့ဘသူမှသူမရဲ့မျက်နှာကိုပေါ်ပြနိုင်လောက်တဲ့အထိအသက်မရှိခဲ့ကြပါဘူးဘာလို့လဲဆိုတော့သူမကိုတွေ့တဲ့သူတိုင်းဟာအဲ့ဒီနေရာကိုစောင့်ကြည့်နေတဲ့တရဝါကြီးရဲ့တက်ချက်ချင်းကိုခံရလို့ပါပဲဒါကြောင့်နောက်တစ်နေ့မနေ့စောစောမှာပဲရဲရင်းနေစစ်တီတော်တယောက်ဟာအဲ့ဒီယုံတော်စီကိုတန်တန်မမတ်ဥတီလာပေးပါတယ်သူယုံတော်ထီကိုခြေလန်းလိုက်တဲ့အချိန်မှာပဲအမျိုးသမီးတယောက်ရဲ့အတန်ကိုကြားလိုက်ရတယ်သူလိုက်ကာကိုဆွဲဖွင့်လိုက်တဲ့အခါမှာတော့အန်အောစရာကောင်းလောက်အောင်လှပတဲ့အမျိုးသမီးတယောက်ရပ်နေတာကိုတွေ့လိုက်ရတယ်သူကတရဝါဆိုးကိုတတ်ဖို့လာခဲ့တာပါမိမလှလီကိုကယ်ဖို့မဟုတ်ပါဘူးဒါပေမဲ့အခြေအနေတွေကသူထင်တယ်လို့ဖြစ်မလာခဲ့ဘူးအဲ့ဒီအမျိုးသမီးကထွက်သွားဖို့ငင်းဆန်ပြီးသူ့ကိုတူတူပူးနှံကစားဖို့စိန်ခေါ်နေတယ်လို့ပါပဲအစပိုင်းမှာတော့အဲ့ဒီတရဝါကမွေတကောင်နဲ့ပဲတူနေခဲ့တာဒါပေမဲ့မျက်စိတမိတ်အတွင်းမှာပဲကြမ်းတမ်းရဲ့တားရဲကြီးအဖြစ်ပြောင်းလဲသွားပါတယ်တကယ်တော့အဲ့ဒီမွေဟာတရဝါကြီးရဲ့အမီးဖြစ်နေတာပါစစ်တီတော်ဟာကျမ်းမီဘော်ကိုစောင့်ချခံလိုက်ရပြီးသူ့ရဲ့ဒိုင်းလွှားဟာလည်းအခန်းထဲလွှင့်စင်သွားခဲ့ပါတယ်ဒါပေမဲ့သူချက်ချင်းပြန်ထလာပြီးသူ့ရဲ့စိုးပါတဲ့တုံနဲ့အားကုန်လွှဲရိုက်လိုက်ပါတယ်တရဝါကြီးကသူ့အမီးနဲ့ထပ်ပြီးတိုက်ခိုက်ကိုစူးစမ်းခဲ့တယ်စစ်တီတော်ကအဲ့ဒါကိုဖမ်းချုပ်ပြီးတားရဲကြီးကိုယုံတော်နှံရန်စီလွှင့်ပစ်လိုက်ပါတယ်အသက်ရှူချိန်တောင်မပေးပဲအဲ့ဒီအမီးကိုတရဝါကြီးရဲ့လေပြင်းမှာပြန်ပတ်လိုက်ပါတယ်တရဝါကြီးဟာနာကျင်စွာနဲ့အော်ဟစ်နေခဲ့တယ်သူ့ရဲ့လျှာကသူ့ကိုကိုက်ဖို့စူးစမ်းနေတုံးပါတယ်ဒါကြောင့်စစ်တီတော်ကအဲ့ဒီလျှာကိုအမြင့်ကနေဆွဲနှုတ်ပစ်လိုက်တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲအသားကြီးအခုလွင့်စင်သွားတယ်လို့သူ့ရဲ့မိယာကိုစစ်တီတော်ကအယုဒ္ဓညီဆွဲယူနေခဲ့ပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲတရဝါကြီးဟာထော့နဲ့ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်သူအပီးတန်မတက်နိုင်ခင်မှာပဲအစိတ်ငွေ့တွေကသူ့မျက်လုံးထဲကိုတဲ့ရောက်သွားခဲ့ပါတယ်သူ့ရဲ့အမြင့်အာယုံတွေချက်ချင်းပြောက်ကွယ်သွားခဲ့တယ်မျက်စိကွယ်သွားပြီးဒေါသထွက်နေတဲ့သူဟာသူ့ရဲ့တုတ်ကိုပြန်ကိုင်းပြီးသူ့ပက်လေကကြောက်တိုင်တွေကိုအညိုးတကြီးရိုက်ချပါတော့တယ်ခဏအကြာပါတော့ယုံတော်လုံးမဟာသူ့ရဲ့ဟိန်းဟောက်တန်အောက်မှာပြိုကျပျက်စီးသွားခဲ့ပါပြီသူတိုက်ပွဲမှာအနိုင်ရခဲ့ပြီးမြင်အမြင့်အာယုံဆုံးရှုံးခဲ့ရတယ်ပြီးတော့တဖြည်းဖြည်းနဲ့သူ့ရဲ့စိတ်တွေပါပုံမှန်မဟုတ်တော့ပါဘူးအဲ့ဒီခွန်အားလေးအားလုံးဟာအတုံးချစရာနေရာမရှိတော့ဘူးလीစုံမန်တယောက်သားကသူ့ကိုတနာပြီးသူ့ရဲ့ချင်းတောင်းထဲမှာအစားအသောက်တွေကိုလျှို့ဝှက်ထည့်ပေးထားတာပါဒါပေမဲ့အဲ့ဒီညမှာပဲမြို့ဟာအမီမတိကျူးကျော်သူတွေရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်စစ်တီတို့ကတိုက်ခိုက်နိုင်စွမ်းရှိနေပေမဲ့သူ့ရဲ့မျက်မှန်ဘဝကြောင့်အလိအငိုက်တိုက်ခိုက်ခံလိုက်ရတယ်မနေ့ရောက်တဲ့အချိန်မှာတော့သူတို့အားလုံးဟာတန်ချေချင်းတွေနဲ့ကုံတင်တင်းပေါ်မှာပိတ်လောင်ခံလိုက်ရပြီးကျွင်းတွေအဖြစ်ရောင်းချခြင်းခံလိုက်ရပါတော့တယ်